နံပါတ်1တစ်ချောင်းသွားမယ်ဆိုတော့ဒီမှာသူ့ရဲ့ပုံတင်နည်းကိုသွားမယ်ဆရာမတို့ကဒီမှာဆရာမဒီဟာကိုဓာတ်ပုံရိုက်ဖို့မှာဆိုတော့ဒါကိုကြည့်မယ်နော်သူ့ရဲ့ပုံတင်နည်းကဘာလဲဆိုတော့လူပုဂ္ဂိုလ်အရင်ရေးပါဘာကိုရေးပါလဲလူပုဂ္ဂိုလ်နံပါတ်1လူပုဂ္ဂိုလ်ဆိုတာဘာတွေပြောရလဲဆိုတော့ငါနဲ့သူကိုပြောတာအဲ့တော့ငါနဲ့သူလူပုဂ္ဂိုလ်ရေးပြီးဆိုတော့ဘယ်ထိယူရမှာလဲဆိုတော့မှားရယ်ကရယ်လဲထိ step ဒုတိယ step ကိုသွားမယ်အဲ့တော့လူပုဂ္ဂိုလ်လည်းတွေ့ပြီဒီမှာလဲဆရာမတို့ကလဲဆိုတဲ့စကားလုံးလည်းမပါဘူးကဆိုတဲ့စကားလုံးလည်းမပါဘူးမှားဆိုတဲ့စကားလုံးပဲပါတဲ့အတွက်မင်းเจ้าနဲ့အရင်ချစ်ပလိုက်နောက်ကဟာတွေကိုစဉ်းစားနဲ့အဲ့တော့ဒီမှာဆိုတဲ့အဓိပ္ပာယ်ကလူပုဂ္ဂိုလ်နဲ့ကတ်ထားတဲ့အဓိပ္ပာယ်ရှိလားမရှိဘူး no အဲ့ဒီအတွက်ဆရာမတို့ကမှားအောင်ဖြတ်ပလိုက်ဒါဆိုရင်တေးချပါပြီသူ့ကိုနံပါတ်1မှာရေးရတော့မယ်သူ့အောက်မှာနံပါတ်1လို့ရေးလိုက်တော့ခဲတံလေးနဲ့အဖြေမရေးခင်ကဲအဲ့တော့ဆရာမတို့ကမှာကလေးထိယူပြီးဆိုဘာကိုလိုက်ရှာမလဲဆိုတော့ရှိတယ်မရှိဘူးကိုရှာမယ်ပုံတင်ကြီးကိုပဲကြည့်ရမှာဘာမှမကြည့်နဲ့ဘာကိုပဲကြည့်ရမှာလဲပုံတင်ကြီးကိုပဲကြည့်ရမှာဒီဟာပုံတင်ကြီးဖြစ်သွားပြီဒီပုံတင်ကြီးကိုပဲကြည့်မယ်ရှိတယ်မရှိဘူးကိုလိုက်ရှာမယ်တွေ့ပြီလားရှိတယ်မရှိဘူးတွေ့ပြီလားဒီမှာရှိတယ်တွေ့ပြီဒါကနံပါတ်1ငါပြီးရင်ဒါရေးရတော့မှာဆိုတေးချပါပြီရှိတယ်မရှိဘူးကိုရှာပြီးပြီဆိုတာ ਨੇ ဘယ်ကနေအစင်လိုက်ပြန်ယူမှာအနောက်ကနေအစင်လိုက်ရှေ့ကိုပြန်ယူဒါဆိုရင်ရှိတယ်ကိုတုံးပြီးပြီဆိုရင်သူ့ရဲ့အရှိတယ်ရဲ့အရှိမှာဘာကြီးတော့2ယောက်အရင်လာတာ2ယောက်အကို2ယောက်ဥပမာအကို2ယောက်ပဲကြံနေဆိုရင်အကိုအရင်ရမလား2ယောက်ကိုအရင်ရမလားဆရာမတင်ထားတဲ့တရုတ်စကားတင်နေတဲ့တစ်လျှောက်လုံးမှာအရေးအတွက်ကအရှိမလားမယ်လို့ပြောထားရမလားအဲ့တော့ဒီ2ယောက်ကိုအရင်ရေးမှာအဲ့တော့ဒီ2ယောက်ကနံပါတ်3ဖြစ်သွားမယ်နောက်တစ်ခါပြီးမှ2ယောက်ရဲ့အရှိမှာဘာလဲဆိုတော့အကိုဖြစ်မယ်အဲ့တော့အကိုကနံပါတ်4ဖြစ်သွားမယ်ဒီလိုသူ့ရဲ့ဘယ်လိုပြောရမလဲသင်္ကေတလေးတွေအရင်လုပ်ပြီးမှဖြည့်ရင်းမယ်အဲ့တော့ငါဆိုတဲ့အဓိပ္ပာယ်ဝေါ်ရှိတယ်ဆိုတဲ့အဓိပ္ပာယ်ယုံ2ယောက်ဆိုတဲ့အဓိပ္ပာယ်လျံကော့အကိုဆိုတဲ့အဓိပ္ပာယ်ကောကောအော် question မဟုတ်နော်အဲ့တော့ဝေါ်ယုံလျံကော့ကောငါမှအကို2ယောက်ရှိဒါတစ်ချောင်းပြီးသွားပြီနောက်တစ်ချောင်းသွားမယ်နောက်ချောင်းကမိကုံအရင်ဖတ်မယ်အရင်ဆုံးမိကုံဖတ်မယ်သူတို့မှလည်းမိဘ2ပါးမရှိဘူးလားတဲ့အဲ့တော့ဆရာမတို့ကပုံတင်နည်းကိုပြန်သွားကြည့်မယ်အရင်ဆုံးဘာကိုသွားရေးပါလဲဆိုလူပုဂ္ဂိုလ်ရေးမယ်အဲ့တော့လူပုဂ္ဂိုလ်ရှာမယ်ဆိုတော့ဆရာမတို့ကဒီမှာတွေ့ပြီလူပုဂ္ဂိုလ်ဆိုတဲ့စကားလုံးတွေကဘာတွေလဲဆိုတော့ဒီမှာငါနေသူဆိုလဲပြောလို့ရတယ်ငါတို့နေတို့သူတို့လည်းပြောလို့ရတယ်အဲ့တော့ဆရာမတို့ကငါတို့ဆိုတဲ့စကားလုံးသူတို့ဆိုတဲ့စကားလုံးကလူပုဂ္ဂိုလ်သိချပါပြီအဲ့တော့ဒုတိယသစင်ကကျတော့မှားရယ်ကရယ်လဲထိယူရမယ်လို့ပြောတယ်အဲ့တော့ဒီစာကြောင်းမှာဆိုရင်ဆရာမတို့ကလဲဆိုတဲ့စကားလုံးလေးပါတယ်မှားဆိုတဲ့စကားလုံးလေးပါတယ်ကဆိုတဲ့စကားလုံးပါလားမပါဘူးဆိုရင်မှားထိယူရမလားလဲထိယူရမလားဒီစာကြောင်းကလဲထိယူပလိုက်ရမယ်အဲ့တော့အနောက်ကဟာတွေမစင်စားသေးနဲ့ဦးနော်အဲ့တော့ဒီမှာဆိုတဲ့စကားလုံးကလူပုဂ္ဂိုလ်နဲ့တွဲထားတဲ့အတွက်သူမှာရအဓိပ္ပာယ်ရှိလားမှာဆိုတဲ့စကားလုံးဆရာမတင်အောင်မတင်ထားတာမီးနေကအဲ့တော့ဒီမှာလုံးဝအဓိပ္ပာယ်မရှိဘူးအဲ့ဒါပြီးပြီအဲ့ဆိုဆရာမတို့ကဒီသူတို့လဲဆိုတဲ့ဟာနံပါတ်1ဖြစ်သွားတေချာသွားပြီနောက်တစ်ခုကဆရာမတို့ကလဲထိယူပြီးပြီဆိုဘာရှာရမလဲဆိုရှိတယ်မရှိဘူးโอเคရှိတယ်မရှိဘူးရှာမယ်မရှိဘူးတွေ့ပြီဒါနံပါတ်1ဖြစ်မယ်မရှိဘူးရှာပြီးပြီဆိုတာ ਨੇ အနောက်ကနေအစင်လိုက်အရှိကိုပြန်ယူမယ်ဆိုတော့သူရဲ့မရှိဘူးအရှိရပါလဲဆိုတော့မိဘ2ပါးကိုဆရာမတခါတဲ့မီးနေမှာတင်ထားပြီးသားမိဘ2ပါးဘလို့တင်ထားလဲဆိုတော့လျံဝိတ်ဖုမှုလို့တင်ထားပြီးသားအဲ့တော့ဘာမှစဉ်းစားကြမလို့မိဘ2ပါးကိုကောက်ရေးလိုက်မယ်တကယ်လို့ကိုကမိနေဆိုရင်မီးနေကိုပြန်ချက်နော်မီးနေကချက်မအောင်ရမှာနော်အဲ့တော့သူတို့လဲဆိုတော့သူတို့ဆိုတဲ့အဓိပ္ပာယ်ထားမိန်လဲဆိုတဲ့အဓိပ္ပာယ်ရဲလဲကြီးမြင်နေရတဲ့ရဲမပါခင်တခါလေးအမချစ်ပေးလိုက်မယ်နော်နောက်တစ်ခါမရှိဘူးဆိုတော့မေယုံဒီရဲ့1နှစ်ဆိုတဲ့စကားလုံးလေးတွေကိုကြည့်ပြီးသွားမှာမိဘ2ပါးဆိုတော့လျံဝိတ်ဖုမှုအရင်ဆုံးဘာလုပ်ရမှာလဲမီးနေနေတည်အောင်ရအောင်ကြက်ရမယ်မီးနေနေကြက်ပြီးမှဒီမေးခွန်းလေးကိုဖြေတာအကောင်းဆုံး